လားဒေါသတွေလွှမ်းမိုးနေတဲ့စိတ်လားသို့မဟုတ်မသိချင်းမောဟတွေလွှမ်းမိုးနေတဲ့စိတ်လားမာနတွေလွှမ်းမိုးနေတဲ့စိတ်လားဆိုတာချက်ကလို့အလုံးကိုယ်ဘဝမှာငါကောင်းတာနဲ့ဆိုတာဘယ်ဟာကငါတဏ္ဍမှာများနေသလဲမြတ်စွာဘုရားကအလုံးနှစ်ခုကိုရှင်းပြတယ်ကလျာဏနဲ့ပပကကလျာဏဆိုတာကောင်းကျိုးချမ်းသာကိုဖော်ဆောင်ပေးတဲ့ကောင်းတဲ့အလုပ်ကောင်းတဲ့အလုပ်ဆိုတာကိုကုသိုလ်အလုပ်လို့ပြောတာကုသိုလ်လို့ပြောလိုက်တာနဲ့လူတွေကဖះเจ้าကံနဲ့သွားပြီးတော့တွေးတတ်တယ်မဟုတ်ကုသိုလ်ဆိုတာဘယ်နေရာပဲဖြစ်ဖြစ်ကုသိုလ်ကိုယ်အိမ်မှာနေရင်လည်းကုသိုလ်လုပ်လို့ရနော်ကုသိုလ်အလုပ်ဆိုတာရှိတယ်အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးနိုင်တဲ့အလုပ်တွေမှန်သမျှကုသိုလ်စီးပွားဥစ္စာတိုးတက်ပြီးအပြစ်ကင်းတဲ့စီးပွားဥစ္စာရှာနေနဲ့ရှာကြံပြီးကိုမိဘကျွေးတယ်သို့မဟုတ်ကောင်းတဲ့နီလန်းတွေကိုသုံးချတယ်ကိုချင်းတရားမပြတ်အောင်နေတယ်ဒါလည်းကုသိုလ်ပဲနောက်ဆုံးမှာအစာတောင်စားကျင်တိုင်းမစားဘူးအတိုင်းအတာတစ်ခုနဲ့စားတယ်ဘောဇနိမတ္တညုတာမြတ်စွာဘုရားကဝိဇ္ဇာစရဏတမ္ပန္နောမှာစရဏတရား15ပါးထဲမှာအဲစားကျင်အောင်မစားတာပါတယ်နော်ခဏခေတ်မှာလူတွေဘာကြောင့်ယောဂများတော့ဆိုကြိုက်လို့စားတာနဲ့စားကျင်အောင်စားတာတွေကြောင့်မလို့ယောဂတွေများယောဂတွေများတာစားတဲ့နာတဲ့ပို့စားတာယောဂများစားတဲ့နာတဲ့ပို့စားလို့ဟိုနာဖောင်းထွက်ဒီနာဖောင်းထွက်ထွက်ကုန်တာပေါ့ပြီးတော့မှဝိချတာတွေဘာတွေရှောက်လုံးနေကြအစရတဲ့ရှော့မှန်မှန်လေးစားသွားရင်ဘယ်လိုမှမဖြစ်ဘူးအပူတွေများသွားတယ်နော်ဒါမို့ဒီအသက်အစီဖုံးတာတို့ဘာတို့အစီအိတ်တွေဖောက်ထုတ်ရတာတို့ဒါတွေကအစားလွန်လို့ဖြစ်တဲ့ကိစ္စတွေကြီးပဲမြတ်စွာဘုရားကယဟန်တွေကိုဟောတယ်လူတွေကိုတော့တထပ်စားလို့မပြောပါဘူးဘုန်းကြီးတွေကိုတော့မြတ်စွာဘုရားကငါဟာတဲ့တထပ်ပဲစားတယ်တထပ်စားသည့်အတွက်ကြောင့်ငါမှယောဂခင်းတယ်ကျမ်းမာတယ်ခွန်အားလည်းရှိတယ်လူတွေကမစားရင်အပြတ်လိမ့်မယ်ထင်တယ်မပြတ်ဘူးနော်အထိုင်ထားလဲတွက်လက်တယ်စားတဲ့လောက်ပဲစားကြိုက်လို့စားတာမဖြစ်နဲ့ကိုယ်နဲ့တော်တာကိုရွေးချယ်စားအဲ့ဒီလိုဟာကိုဘောဇနီမတ္တညုတာလို့ခေါ်တယ်သူကအောစရာကောင်းတာမြတ်စွာဘုရားတရားတော်ထဲမှာကောင်းကျိုးချမ်းသာရနိုင်တာမှန်သမျှကုသိုလ်တွေမှာပါတယ်စရဏတရား15ပါးဝိဇ္ဇာစရဏတမ္ပန္နောဘုရားဝတ္တတွေအများစုသိကြတယ်ဝိဇ္ဇာ3ပါးဝိဇ္ဇာ10ပါးစရဏတရား15ပါးလို့ဆိုထင်မယ်ထီဘောဇနိမတ္တညုတာပါတယ်အဲ့တော့မြတ်စွာဘုရားနိဗ္ဗာန်ရောက်ကြောင်းတရားအဖြစ်ဟောထားတာနော်